စ္စည်းအစ်စ်တွေလေအများကြီးဝင်ထားတာဆိုတော့လေဆိုင်မှာရတဲ့ပစ္စည်းတွေအကုန်လုံးအမဒီဗီဒီယိုမှာလုံးဝကိုတစ်ခုချင်းစီအသေးစိတ်လေးတခြားလေးပြပေးသွားပါမယ်မင်းတို့ရဲ့ဆိုင်ပေါ့နော်ဝင်ချင်းမျက်နှာစာမှာဆိုလို့ရှိရင်လေ ready made တွေကိုလုံးဝတီးတက်တလိုင်းချိတ်ထားရပေါ့နော်အခုဆိုလို့ရှိရင်လေနွေရာသီဘက်ကိုရောက်ပြီဖြစ်တဲ့အတွက်စပတ်1 set တွေလည်းအများကြီးရှိမယ်ဒါကြမှာကဲဖို့အတွက် crop top လေးတွေဒီဇိုင်းလေးတွေလည်းဆိုင်မှာချိတ်ထားပါတယ်ready made လေးတွေမှာယူခြင်းနဲ့ဆိုလို့ရှိရင်လည်းလေ Viber ရဲ့ချက်ပေါက်ရဲ့ page CB ကနေပြီးတော့မှာလို့ရပါတယ်ဒါလေးကကြောက်လေမင်းတို့ပထမအခန်းပေါ့နော်အတွင်းပိုင်းလေးကိုသွားပါမယ်ဒီဟာရဲ့ကြောက်လေမင်းအခုလက်နဲ့ကင်ထားရလောကကချင်တဲ့တီးတဲ့နေချင်းလိုင်းတီးတဲ့နေရောက်ထားတာလေးပေါ့နော်သူ့ရဲ့သူ့ဘေးမှာလေးအင်းလေးချီကိုမှအမျိုးစုံရှိမယ်မင်းတို့လေဒီဘက်လိုင်းလေးမှာကြားတော့ဒီပါတိအကန့်လေးရှိရပေါ့နော်ပါတိလေးကထမိန်ခွင်းလေးတွေလည်းရှိမယ်ပြီးတော့ပါတိ1 set လေးတွေလည်းရှိမယ်ပေါ့နော်ပုံမရိုက်ဖြစ်လို့မလို့မင်း post မတင်ဖြစ်တာရဲ့ပါတိ1 set လေးတွေလည်းရပါမယ်ပြီးတော့လေပစိုးလေးတွေလည်းရှိပါတယ်ပြီးတော့မုံရိုးရအမြင်လိုင်းပေါ့နော်ယူနီကွေပေါင်းခံမုံရိုးရအမြင်လိုင်းလေးရှိမယ်ရှမ်းစင်းမယ်ပေါ့နော်ရှမ်းစင်းမယ်ထမိန်ခွင်းလေးတွေလည်းရှိပါတယ်ပစ္စည်းလေးကိုလေသူအမျိုးစားလေးတွေသူတတိစစာလေးကိုအသေးစိတ်မင်းတို့ခွဲပြီးတော့ပြပေးထားရပေါ့နော်ပိုလာရေးထရဆိုလို့ရှိရင်လေပိုလာရေးပန်းရိပ်တွေရှိမယ် 3D ဖောင်းချွားရေးရှိမယ် brocade တွေရှိမယ်ပေါ့နော်ပစ္စည်းရောက်ထားရပဲလေမင်းပုံသေးချာမရရသေးဘူးလို့ post မတင်ဖြစ်သေးဘူးပေါ့နော်ဒါမှဆိုင်မှာလာရောက်အားပေးလို့ရပါတယ်ကဲနောက်တဲ့တစ်ချမ်းလေးကိုသွားမယ်နော်ဒါလေးကကြောက်လေမြင်းချန်ချီပေါင်းသားဟိုမှာအမျိုးအစားဒီဇိုင်းအစုံလေးရောက်ထားရပေါ့နော်ပြီးတော့ဂန်းကော်ပန်ထိုးဝက်ဆက်တွေအင်ဒိုပိုးယုံမှာဂန်းကော်ပန်ထိုးဝက်ဆက်လေးနဲ့နှိမ်မျိုးနှစားရှိမယ်6ကျိုးချိတ်လေးဆိုလို့ရှိရင်လေစင်တူအများကြီးလည်းရပါတယ်ချီသားဟိုမှာပေါ့နော်ရှမ်းဝက်ဆက်လေးဆိုလို့ရှိရင်မစ်စီမှာအများကြီးလက်လီလက်ကဝယ်လို့ရပါတယ်postပစ္စည်းရောက်ပြီမဲ့လေ post မတင်ဖြစ်တဲ့တဲမှာလေဒီလီလီကော်တွန်1 set လေးလည်းပါရပေါ့နော်သူကလေအသားကွက်လေးအရန်ကောင်းတယ်မင်းပုံမရဟန်သေးလို့ post မတင်ဖြစ်တာဒီအရဲကြောင့်မင်းတို့လေပစ္စည်းပါစေပို့ဖို့အတွက်ထုတ်ထားတဲ့ဟာရေပေါ့နော်6ကျိုးကျိတ်တွေဆိုလို့ရှိရင်လည်းရောင်စုံရှိမယ်ဒါလည်းဆိုလို့ရှိရင်လည်းကချင်1 set လေးပေါ့နော်ကချင်1 set လေးကလည်းရောင်စုံလှလှလေးရှိမယ်စီ1 set လေးလည်းရှိမယ်ပေါ့နော်ရှမ်းထမိန်ခွင်းလေးလည်းရှိပါတယ်လုံးဝကိုပေါ့နော်မပါမဖြစ်တဲ့ဒီဥဝဲရှန်လေးဆိုလို့ရှိရင်လည်းမင်းတို့စတော့ပေါ့နော်ပစ္စည်းတွေရသလောက်အကုန်အမြန်ဖြည့်ထားပါတယ်ပြီးတော့ချင်းမိုင်1 set လေးလည်းပေါ့နော်ချင်းမိုင်1 set လေးရလုံးဝနွေရာသီ collection လေးဖြစ်တဲ့အတွက်ချင်းမိုင်1 set တို့ဝါချီ1 set တို့စပန်1 set တို့လည်းရှိပါတယ်ready made လေးကိုလေအသေးစိတ်တွေသိချင်တယ်ဆိုလို့ရှိရင်လေမင်းတို့ရဲ့ ready made page ပေါ့နော် hello made page လေးမှာသွားပြီးတော့ဝယ်လို့ရပါတယ်ဒါလေးကကြောက်လေလုံးဝကို print နေလေဆိုင်မှာအဆုံရှိရပေါ့နော်ဂန်းကော်ပန်ထုံးဝက်ဆက်လေးသစင်ပန်းခတ်တွေစကားပန်းလေးတွေလည်းဆိုင်မှာအများကြီးကိုရောက်ထားပါနောက်ထပ်တစ်ချမ်းမှာဆိုလို့ရှိရင်လေမိုဝါနာ1 set လေးတွေအင်းလေးချီပြောင်းလေးပေါ့နော်ချီပေါင်းသားပြောင်းလေးချီပိုးပြောင်းလေးရှိရပေါ့နော်ဂန်းကော်ပန်ထုံးဝက်ဆက်ကတော့မပါမဖြစ်မမီတေးသေးစတာလေးကိုရိုက်ပြပေးထားတယ်အင်းလေးချီတွေဆိုလို့ရှိရင်လေ print ရိုက်ထားတဲ့1 set တွေလည်းရှိမယ်ပန်းထိုးတွေလည်းရှိပါတယ်ဆိုင်မှာလေပစ္စည်းတွေအကုန်လုံး in-short ရေးကြီးပဲထားပြီးတော့ရောင်းတာမလို့လက်လီလက်ကစိတ်တိုင်းကြလာရောက်ရွေးချယ်ဝယ်ယူလို့ရပါတယ်လက်လီစစ်လေးတီးတန်းလက်ကားစိတ်လေးတီးတန်းရှိပါတယ်မင်းတို့ကမကွေးမျိုးကပါမင်းတို့ရဲ့လမ်းလိပ်စာလေးရကြလေဒုက္ခိတလမ်းပေါ်အောင်စေတနာစီ2လမ်းထိပ်ကျိုးမားနဲ့ဆိုတန်းနဲ့ဖြစ်မယ်ပေါ့နော်မကွေးရဆိုလို့ရှိရင်လေကျိုးမားဆိုလို့ရှိရင်မသိသူမရှိတော့ဘူးသူနဲ့တန်းနဲ့ပါနော်ဆိုင်မှာလေလာရောက်အပေးလို့ရပါပြီ